မန်စီးတီးကဖလားဝယ်နိုင်လားဆိုရင်တော့ဟုတ်တယ်ဝယ်နိုင်ပါတယ်မန်စီးတီးတိုက်စစ်မှုခုမြင်းအစုံနဲ့ဟာလန်ကိုအားလုံးပဲမင်္ဂလာပါခင်ဗျာ live by night channel လေးကိုပြန်လဲအသက်သွင်းရင်းနဲ့ကျွန်တော်အစီအစဉ်လေးကိုပြန်လဲစတင်တော့မှာဖြစ်ပါတယ်ကျွန်တော်အစီအစဉ်တက်ဆက်သူအာကြီးလီကိုအာယူပဲဖြစ်ပါတယ်ကျွန်တော်အစီအစဉ်ကိုမတင်ဆက်ခင်မှာကျွန်တော်မိတ်ဆွေတို့ဒီမိသားစုတွေ fan တွေကိုကျွန်တော်အနေနဲ့ဒီနားနေပြီးတော့တောင်းပန်စကားလေးပြောချင်ပါတယ်ကျွန်တော်၄-၅ရက်လောက်ကျမ်းမာရေးကိစ္စနဲ့ကျွန်တော်ပျောက်သွားတာလေးကိုကျွန်တော်နားလည်ပေးဖို့ပေါ့နော်နားလည်ပေးကြပါလို့ခုကျွန်တော်အစီအစဉ်ကိုပြန်ပြီးတော့တင်ဆက်နိုင်ပါပြီကျမ်းမာရေးကောင်းဆောင်နဲ့ပြန်လဲတင်ဆက်နိုင်ပြီဆိုတဲ့အကြောင်းကိုမိတ်ဆွေတွေနောက်ကြတော့မိသားစုတွေနောက်ကြ fan တွေကိုဒီနားနေပြီးတော့ပြန်လဲပြီးတော့ကြိုးစိုးတဲ့အကြောင်းလေးပြောရင်းနဲ့ကျွန်တော်တို့အစီအစဉ်လေးကိုစလိုက်ကြအောင်ဆိုတော့ကအခုကျွန်တော်တင်ဆက်ပေးခြင်းတဲ့ပွဲကဒီလောက်ပြလိုက်ပြီဆိုတော့သိမယ်ထင်တယ်ကျွန်တော်တို့တနင်္ဂနွေနေ့ည7:00 နာရီခွဲမှာရှင်ပြိုင်ကြမယ်အာအီနဲ့မန်စီးတီးရဲ့ EFL Cup Final ပွဲပဲဖြစ်တယ်ကဲကျွန်တော်ဒီဥစ္စာလေး preview လေးကိုမတင်ဆက်ခင်မှာကျွန်တော် knowledge လေးနည်းနည်းလေး sharing လေးလုပ်ခွင့်ပြုပါမကြပါဘူးဟိုဟာစက္ကန့်30လောက်ဆိုပြီးသွားမှာပါအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီ EFL ကဒီ Carabao Club ဆိုတာ cap ဆိုတာဘာလဲဆိုတဲ့ဥစ္စာလေးပေါ့နော်ဟိုအချင်းချုပ်လေးပဲအကျယ်လည်းမဟုတ်ဘူးအဲ့လောက်လေးကျွန်တော် preview လေးမတင်ဆက်ခင်မှာကျွန်တော်အဲ့ဒါလေးနည်းနည်းလေးဟိုမသိသေးတဲ့သူလည်းသိသွားအောင်သိပြီးတဲ့သူတွေလည်းပို့ပြီးတော့ထပ်ပြီးတော့ remind ပြန်ဖြစ်သွားအောင်ကျွန်တော်အနေနဲ့ပြန်လည်ပြီးတော့နှွေးပေးခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီ EFL ကဒီနောက်တစ်မျိုးခေါ် Carabao Cup ဆိုတာဘာလဲဆိုတော့ဒီအင်္ဂလန်မှာရှိတဲ့အသင်းအကုန်လုံးဟိုအကုန်လုံးတော့ဆိုလို့မရဘူး62သင်းပေါ့သူတို့အတိအကျပြောတာစုစုပေါင်း62သင်းဒါရှင်ပြိုင်ကြတဲ့ cup လို့ပြောလို့ရတယ်အဲ့ထဲမှာဘယ်ဥစ္စာပါမလဲ Premier League ပါမယ်နောက်ကျရင် Championship ပါမယ်နောက်ကျရင် League 1 League 2ကအသင်းတွေပါမယ်အဲ့အသင်းတွေအကုန်လုံးကရှုံးတာနဲ့ထွက်နောက်ကျရင်နိုင်တဲ့သူကနောက်တစ်ဆင့်တက်ပြီးတော့ဒီဖလားကိုလူရတဲ့အနေအထားမျိုးပေါ့နော်အသင်းကြီးတွေအတွက်ကတော့ဟိုဘာမှပြောစရာမရှိပါဘူးအသင်းငယ်တွေအတွက်ကဒီဖလားရသွားပြီဆိုရင်သူတို့အတွက်ဟို chance လဲပုံများရင်နောက်ကျ UEFA ဒီ Europa Conference အတွက်လဲ title တစ်ခုရတယ်ဆိုတဲ့အနေအထားမျိုးရှိတယ်ဒီဖလားကိုပေါ့ EFL Cup လို့လဲခေါ်တယ်အတူကောက်နောက်ကျတော့ဒီ Carabao Cup လို့လဲခေါ်တယ်အဲ့ဒါလေးဒါပြန်ပြီးဟိုဟာရှာရှည်ရမဟုတ် sharing လုပ်ပေးတာပေါ့နော်ကျွန်တော်ဟိုပြန်ပြီးတော့မသိသေးတဲ့သူတွေရောသိပြီးတဲ့သူတွေရောပြန်ပြီးတော့ဟိုလုပ်ပေးတာကဲခုစလိုက်မယ်ကျွန်တော်တို့ Arsenal နဲ့ Man City ကျွန်တော်တို့ Arsenal အင်ကြီးဝတ်ထားကျွန်တော်အာကြီးလီကိုအာကြီးဆိုတော့ကျွန်တော်တို့ Arsenal ပရိသတ်တယောက်အနေနဲ့ကျွန်တော်ဒီပွဲကိုရှုမြင်သုံးသပ်ပုံလေးကိုတင်ပြမှာပဲဖြစ်တယ်နော် Arsenal ကဒီယာဒီအတွက်ကတော့ဘာဖြစ်နေလဲဆိုတော့ပထမဦးဆုံးဖလားပိုင်ဆိုင်ခွင့်ရမယ်ပွဲကြီးဆိုတာကိုလက်တကမ်းမှာရောက်ရှိနေပြီတိုင်ဆိုင်မဲ့အသင်းကလည်းဒီမိခင်လီပရီးမီးယားလိကအထက်အောက်မန်စီးတီးဆိုတော့ပို့ပြီးတော့ကျွန်တော်အနေနဲ့စိတ်ဝင်စားဖို့ကောင်းနေတယ်နောက်ကြတော့အဝေးကွင်းမှာလာရောက်ရှင်ပြိုင်ရတဲ့မန်စီးတီးအတွက်ကလည်းစိန်ခေါ်မှုတရက်ဖြစ်နေတယ်ဆိုတော့အမှန်ပဲဒါငင်းလို့မရဘူးဟုတ်တယ်နော်ကဲခုထပ်ပြီးတော့ပြောမယ်နှစ်သင်းလုံးကိုကျွန်တော်မိမောင်းထိုးကြည့်မယ်ဆိုရင်နှစ်သင်းလုံးက power နဲ့ quality ဘိုင်းမှာကောင်းနေတဲ့အသင်းတွေဖြစ်တယ်နောက်ကြတော့နှစ်သင်းလုံးကဖလားအတွက်အာရုံစိုက်နေကြရဲဆိုတော့လေတိတာထင်ရှားတယ်နောက်ကြတော့ပို့ပြီးတော့လေဖလားကိုငတ်မွတ်တဲ့ဒီနှစ်သင်းကဘယ်ကောင်ကဖလားကိုပို့ပြီးတော့ငတ်မွတ်နေလဲလို့ပြောမယ်ဆိုရင်တော့ကျွန်တော်ကတော့မန်စီးတီးကိုဆိုတာကိုပြောရမယ်ဘာဖြစ်လို့မန်စီးတီးလို့ကျွန်တော်ကပြောရခြင်းဖြစ်လဲဆိုတော့ FA Cup မှာလည်းခီးတွင်နေတယ်ဒါပေမဲ့ FA Cup မှာခီးတွင်နေပေမဲ့ Real ကိုသူခွေးရှုံးဝက်ရှုံးသူရှုံးထားပြီးတော့ပြုတ်ထားတာပူနွေ့နွေ့လေးပဲရှိသေးတယ်အဲ့ဒါတော့မိတ်ဆွေတို့လည်းသိလိမ့်မယ်เนาะဟိုချန်ပီယံလိမှာပြုတ်သွားတယ်ဆိုတော့သူ့မှာဖလားစာလောင်မှုကအာကြီးထက်ပိုပြီးတော့ကြီးနေလိမ့်မယ်နောက်တစ်ချက်ကျွန်တော်ပြောပြရချင်တာဘာလဲဆိုတော့အဲ့ဆိုရင်အာကြီးကမငတ်မှုလားဆိုအာကြီးကငတ်မှုလားဒါပေမဲ့အာကြီးကဒီလိုဖလားတွေကိုဘာတွေနဲ့ဝေးကွာနေခဲ့တာကြာပြီဒါကျွန်တော်အသင်းကိုကျွန်တော်ဘာမှလည်းမှုန်းတင်ပြီးတော့လဲဟိုမြောက်ပင့်ပြီးတော့လဲကျွန်တော်ပြောစရာမလိုဘူးတကယ်တမ်းလဲဝေးကွာနေရတာသူ့မှာနေသားတခြားဖြစ်ပြီဒါပေမဲ့ तू ကဒီနှစ်မှာတော့အာယုံစိုက်ထားတယ်ဖလားတွေကိုဒါပေမဲ့အာယုံစိုက်ထားဆိုရယူလူမှုနဲ့မဟုတ်ဘူးသူတို့ရဲ့လုံနိုင်စွမ်းအားကိုပြကျင်တဲ့အနေနဲ့အာကြီးကဖလားတွေမှာကောယူပွဲတွေမှာကိုအကောင်းဆုံးသူ့တောင်းဝင်သူကြည်အောင်လုပ်ပြီးတော့အကောင်းဆုံးရှေ့ဆက်နေရဆိုတာလေးတော့ဒီနားနေပြီးတော့ကျွန်တော်ပြောချင်တယ်နှစ်သင်းမှာဘယ်သူကတော့ဖလားစာလောင်လဲဆိုရင်မန်စီးတီးကတော့ပို့ပြီးတော့ဖလားစာလောင်နေတယ်ခုအဝေးကွင်းမှာဖလားလာလူရတဲ့အတွက်ကြောင့်ကစားသမားတွေနဲ့ pressure ပြိနေလိမ့်မယ်ဆိုတာလည်း
ညင်းလို့မရဘူးအကယ်၍ဒီပွဲမှာဒါထက်ရှုံးခဲ့မယ်ဆိုရင်တစ်ပတ်အတွင်းကိုဖလားနှလုံးလက်လွတ်ရတဲ့အသင်းတစ်သင်းဖြင့် performance ပိုင်းမှာတော်တော် Man City အနေနဲ့ထိခိုက်သွားနစ်နာသွားလိမ့်မယ်နောက်တစ်ချက်ကဘာလဲဆိုတော့ Arsenal ကတော့သူတို့တာဝန်ကိုသူတို့တည်ပြီးသားကျွန်တော်ခုနပြောသလိုသူတို့တာဝန်ဝင်ကိုသူတို့တည်တယ်နောက်ကြရင်လေမတိုက်ဘူးထိုင်မထိုးဘူးဗျာကျွန်တော်ပြောတာသိလားလေမတိုက်ဘူးထိုင်မထိုးကိုလောမဲ့အလုပ်ကိုပုံမှန်ပဲခီးဆက်နေတဲ့အသင်းလို့ကျွန်တော်အသင်းကိုကျွန်တော်ပြောချင်တယ်ဖလားအားလုံးကိုနောက်တစ်ချက်ဘာလဲဆိုရေကြီးမမှန်လေးနဲ့ကင်တွယ်ဖြည့်ရှင်းနေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်နီးပြအာတီတာသူ့ရဲ့ရည်ရွယ်ချက်တွေအောင်မြင်ဖို့တိတ်တဆိတ်နဲ့ကြောင်လက်သေးဝှက်ထားသလိုအဖြေရှာတယ်ရန်သူရဲ့အားနည်းချက်ကိုတွေ့ပြီဆိုမှတိတ်တဆိတ်တိုက်ခိုက်တယ်ဒါကတော့ဘလို့မှညင်းလို့မရတဲ့နီးပြတွေထဲမှာအကောင်းဆုံးအာတီတာမှာရှိတဲ့အရေးချင်းတစ်ခုဆိုရင်တော့မမဘူးနောက်တစ်ချက်ကျွန်တော်တို့ကအာတီတာကိုပဲမင်းတို့ကအာဆင်နယ်ပရိသတ်မျိုးအာတီတာကိုတော့အမွှန်းတင်မှာမဟုတ်ဘူးအာတီတာမှာလည်းသူ့အခက်ခဲကြီးဆိုတာသူရှိတယ်ကျွန်တော်တို့အာဆင်နယ်မှာလည်းအားနည်းချက်တွေဆိုတာအများကြီးရှိတယ်ထားလိုက်ပါတော့အဲ့အားနည်းချက်တွေကနောက်ကြမှာကျွန်တော်ထပ်ပြီးတော့ဟိုဖြစ်မယ်နောက်ပိုင်းလေးမှာပါလာလိမ့်မယ်ဒါပေမဲ့ခုပြောမှာဒီပွဲကအာတီတာအတွက်ခုစပြီเนาะကျွန်တော်စပြောလိုက်တော့မှာဗျာမပြောဘူးဆိုပြီးတော့ပြောလိုက်တော့မှာခက်ခဲတဲ့ပုံစံတစ်ပုတ်ပဲတကယ်ပြောတာဘာဖြစ်လို့လဲသိလားဂွာဒီယိုလာရဲ့ experience ကြောင့်ပဲဂွာဒီယိုလာဆိုတာကကြောင်ပါကြီးเนาะဒီဘောလောကမှာဆိုတာဒါကြောင်ပါကြီးလို့ပြောလိုက်တယ်ဆိုရင်ခင်ဗျားတို့တွေသဘောပေါက်လိမ့်မယ် real ဆိုလဲဒါကြောင်ပါကြီးဘောလောကမှာဟုတ်လား Man City ကလည်း real လို့ပဲဒီပီးမြားလီမှာတကယ်ကြောင်ပါကြီးနောက်ကွယ်မှာလည်းသူ့နောက်မှာရှိရလက်တွေအများကြီးလက်တန်လည်းရှိတယ်ခြေတန်လည်းရှိတယ်ဟုတ်ပြီလားကျွန်တော်ပြောချင်တာဒီလောက်ဆိုတော့သိပြီထင်တယ်เนาะဟိုဟာ real နဲ့ Man City ကိုရှင်းပြလိုက်တယ်သူဖြတ်တန်းလာတဲ့အောင်မှုဂွာဒီယိုလာကိုတော့ချီကျူးရမှာအဲ့ဒါမဖြစ်မနေချီကျူးရမယ်ဘာဖြစ်လို့လဲဆိုတော့သူဖြတ်တန်းလာတဲ့ဥစ္စာမှာအောင်မြင်မှုတွေလည်းများစွာရှိလို့ရှုံးမှုတွေလည်းအများစွာရှိရအဲ့ဒါကအာတီတာသွားပြီးတော့ရှင်းလို့မရဘူးဒီတစ်ချက်ကဘာပဲဖြစ်ကျွန်တော်တို့နီးပြကြီးမှာတော့ဟိုနီးပြချင်းရှင်းမယ်ဆိုတော့သွားရှင်းလို့မရဂွာဒီယိုလာကတေချာတည်ရနောက်တစ်ချက်ဂွာဒီယိုလာသုံးလေးရှိတဲ့ဒီ modern football invited fullback ဆိုတဲ့ technique ကိုကျွန်တော်တို့နီးပြကြီးအာတီတာသုံးနေရဖြစ်တယ်နေ့စနစ်ပိုင်းတွေတော့ကွာခြားမှုတော့ရှိတာပေါ့သုံးပုံနီးတော့မတူဘူးဒါပေမဲ့ဒီပုံစံကွက်ထဲရပဲသွားနေတာဒါပေမဲ့အာတီတာအနေနဲ့ဒီပွဲမှာခုနကျွန်တော်ရှေ့ကပြောလိုက်တယ်လို့မျိုးပုံစံကွက်ထဲကထွက်မလားမထွက်ဘူးဒီပုံစံကွက်ထဲကပဲသူ့အနေနဲ့ Man City ကိုရင်ဆိုင်မယ်ဆိုရင်တော့ဒါကတော့ Man City ကိုရင်ဆိုင်မှုခက်လိမ့်မယ်ဒီတစ်ချက်ပဲကျွန်တော်အနေနဲ့သုံးသပ်တယ်ဒီတစ်ချက်ကပဲကျွန်တော်အသင်းအတွက်အားနည်းချက်ဖြစ်တယ်လို့ပဲကျွန်တော်မြင်တယ်။ Man City အတွက်ကတော့ပြန်ကြည့်မယ်ဆိုရင်သူကခုနောက်ဆုံး3ပွဲပေါ့နော်နောက်ဆုံး3ပွဲ Champions League လည်းပါတယ်ဒီဟိုPremier League လည်းပါတယ်ကျွန်တော်ကြည့်လိုက်တဲ့နောက်ဆုံး3ပွဲလုံးမှာသူကအနိုင်ပြောက်နေရှေ့မှာပြောခဲ့သလိုပဲကစားသမားရောအသင်းမှာပါဘာဖြစ်နေလဲဆိုတော့ pressure မိပြီးတော့ပြောရမယ်ဆိုရင် pressure ယူ pressure မဟုတ် mental pressure ဒီစိတ်ပိုင်းဆိုင်ရာ pressure ထိနေမှာတော့အမှန်ပဲဒါလုံးဝမလွဲမသွေပဲဒါမှန်ကန်တဲ့ကျွန်တော်ရဲ့အစုံမိတ်မယ်ဒါကျွန်တော်သူတို့နေရာမှာဝင်ပြီးတော့ခန်းစားကြည့်ပြီးတော့ကျွန်တော်ပြောတာခန်းစားကြည့်ပြီးတော့ကျွန်တော်ဒါ Guardiola နေရာမှာကျွန်တော်ဒါ Haaland နေရာမှာကျွန်တော်ဒါဘယ်သူနေရာမှာကျွန်တော် Rodina ကျွန်တော်ဒါဒိုကူနေရာမှာကျွန်တော်ဝင်ခန်းစားပြီးတော့ပြောတာနိုင်ပွဲ3ပွဲလောက်ပျောက်နေတဲ့အတင်းတင်းကပြောရမှာဆိုရင်စိတ်ပိုင်းဆိုင်ရာဒီ mental pressure ဆိုတာလုံးဝထိခိုက်နေမှာတော့အမှန်ပဲဒါညင်းလို့မရတဲ့အချက်ပဲကြိုက်တဲ့လူလာညင်းလို့လည်းရတယ်ကိစ္စမရှိဘူးကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်နောက်တစ်ချက်ကတော့ဘာလို့လဲ Man City အနေနဲ့ဒီပွဲပြီးသွားရင်လေLiverpool Chelsea Arsenal တို့နဲ့ထပ်မံပြီးရင်ဆိုင်ရမယ်ပွဲကျက်ကာလာတွေကိုရောက်ရှိနေတယ်အားကြောင့်ကျွန်တော်ပြောတာရှေ့မှာပြောခဲ့သလိုပဲစိတ်ပိုင်းဆိုင်ရာ mental pressure ဆိုတာရှိနေတယ်ကျွန်တော်အာရီကတော့ AC ပဲပြောရမယ်ဆိုရင်တရားထိုင်တဲ့သူနဲ့တရားမထိုင်တဲ့သူကွာနေတယ်လို့မျိုးဖြစ်နေတာတရားမထိုင်တဲ့သူကကျတော့လှုပ်လှုပ်ရှားရှားဖြစ်နေတယ်တရားထိုင်တဲ့သူကကျတော့ပြဿနာတစ်ခုကိုတီတီနီနီဖြေရှင်းနိုင်တယ်ဆိုတော့အနေထားမျိုးကျွန်တော်ပြောချင်တာဗျာသဘောပေါက်တယ်မလားအဲ့လိုဆိုရင်တော့တီးလောက်ပြီးလို့ထင်တယ်အဲ့အတွက်ကြောင့်လို့ Man City အသင်းအတွက်ကခုအခိုက်တန်ကဘာဖြစ်နေလဲဗျာများနေတဲ့အခိုက်တန်ဖြစ်နေမယ်ဆိုတော့အမှန်ပဲအဲ့ဒါသူတို့အတွက်ဘောမကန်ကနေရှုံးနေတဲ့ဒါ percentage ရရှုံးနေတဲ့20%လောက်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ဒါသူတို့ဘက်က20%လောက်အာကြီးပေါ်မှာသူတို့ရှုံးနေပြီနောက်တစ်ချက်အာကြီးရဲ့အိမ်ခွင်းဖြစ်နေတာကလည်းသူတို့အတွက်ခက်ခဲတဲ့ပုံစံတစ်ခု Man City အနေနဲ့ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အာကြီးရဲ့အိမ်ခွင်းနောက်ကျအာကြီးကဒီနှစ်မှာပြိသက်အားကခါတိုင်းနှစ်နဲ့မတူလက်မှတ်ကြီးတွေအစားလဲဟိုအမြင့်ပိုင်းကိုရောက်နေတယ်နောက်ကြတော့အားပေးမှုထောက်ခံမှုကလည်းအရင် strong ဖြစ်နေတဲ့အချိန်ဖြစ်တယ်နောက်ကြတော့အာကြီးကအိမ်ခွင်းမှာဆိုရင်ဒီနှစ်ထဲမှာရှုံးပွဲတစ်ပွဲပဲရှိသေးတယ်ရှုံးထားတာ3ပွဲတည်းမှာတစ်ပွဲပဲရှိသေးတယ်အဲ့ဒါကြောင့်မလို့
ဟိုအာကြီးကအင်ကွင်းမှာဖိကစားဖို့များတယ်အဲ့လိုမဟုတ်ဘူးအာကြီးကအင်ကွင်းမှာဖိမစားဘူးနောက်တနည်းနဲ့မန်စီရဲ့လှုပ်ရှားမှုကိုအာတီနီးပြကြီးအာတီတာရဲ့ပုံစံတိုင်းပဲလှုပ်ရှားမှုကိုတစ်ဖက်ရန်သူရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်ပြီးအကဲခတ်ပြီးတော့ကစားလိုက်မယ်လို့ကျွန်တော်ကထင်တယ်အင်ကွင်းအင်ကွင်းမလို့အင်ကွင်းမှာဘူကြမယ်ဆိုပြီးတော့စိတ်မျိုးတော့ရှိလိမ့်မယ်လို့မထင်ဘူးတစ်ဖက်တင်းရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်မယ်အကဲခတ်မယ်သူ့အတွက်အချိန်ကောင်းဖြစ်တဲ့အချိန်မှာမန်စီးတီးအားနည်းချက်ကိုပြောရမယ်ဆိုသိတဲ့အချိန်ပေါ့ဗျာခါတိုင်းလိုပဲသိတဲ့အချိန်မှာအဲ့အချိန်ကြာမှာအားတာချက်အနေနဲ့ပြောင်းလဲလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်နောက်ကြတော့ဒီအာဆင်နယ်ရဲ့ခုလက်ရှိအသင်းရဲ့ဖောင်ကအကောင်းဆုံးအခြေအနေမှာရှိနေတယ်ပြောရမယ်ဆိုရင်အဓိကအာဆင်နယ်တိုက်စစ်ပိုင်းပေါ့နော်အာဆင်နယ်တိုက်စစ်မှာမထင်မှတ်ထားတဲ့ပုံစံနေနဲ့ဂိုးတွေရနေတာကိုတွေ့ရတယ်ပြောရမယ်ဆိုရင်ဘယ်လိုလဲပျော်ပြောင်းပြီးတော့လိုတလိုပုံသွင်းလို့ရတဲ့အသင်းပုံစံမျိုးခုချိန်မှာအာဆင်နယ်အသင်းကဖြစ်နေရအဲ့ဒါအာတီတာရဲ့အားတာချက်တစ်ခုလို့ကျွန်တော်ကတော့မြင်မယ်နောက်ကြအာတီတာကဒီဥစ္စာကိုလည်းတေချာပုံသွင်းနိုင်တယ်နောက်တစ်ခုကျွန်တော်ပြောချင်တာအာဆင်နယ်မှာကမ္ဘာအဆင့်တိုက်စစ်မှုတရားမှမရှိသေးဘူးဗျသိလားတရားမှမရှိသေးဘူးကမ္ဘာအဆင့်တိုက်စစ်မှုတရားမှမရှိသေးဘူးနောက်ကြတော့အဲ့လိုမရှိဘဲနဲ့ဒီဘောလုံးကြီးရဲ့ပြိသက်တွေကိုကောင်းကောင်းဖျော်ပြီးမှုခုချိန်ဒီပေးနိုင်နေတော့မယ်ခုနောက်ဆုံးကန်သွားတဲ့ပွဲဆိုကြည်လိုက်နောက်ကြဂိုးတွေနဲ့ပြိသက်တွေကိုဖျော်ပြမှုပေးသွားတာတကယ်အင်မတန်မှဟိုဟာဖြစ်ဖို့ကောင်းတယ်စိတ်လှုပ်ရှားဖို့ကောင်းတယ်တကယ်လဲ excited ဖြစ်ကြတဲ့ပွဲတစ်ပွဲအကုန်လုံးလဲ surprise ဖြစ်ကြတယ်ဟိုကျေးဇူးလဲတင်တယ်ပေါ့နော်နောက်ကြတော့ခုအာဆင်နယ်တင်းရဲ့နောက်တန်းကျွန်တော်တို့အာဆင်နယ်တင်းဂိုးပေးနေရတယ်ပေးရတာအများကြီးတော့မဟုတ်တော့ပေးနေရတယ်ဆိုတာကစလီဗာမပါဝင်လာဘူးဟုတ်လားပေးရတဲ့ပွဲဒီမှာစလီဗာပါဝင်လာတဲ့ပွဲဘာဖြစ်သွားလဲကျွန်တော်ပြောဟုတ်လားဂိုးလုံးဝမပေးရတော့ဟုတ်လားတူးစည်းဆိုတဲ့ရလက်နဲ့ပြန်လာဟုတ်လားကျွန်တော်ပြောချင်တာအဲ့ဒါပဲ defensive ကလည်းခုမှပြန်လဲပြီးတော့စလီဗာပါလာတဲ့အတွက်ကြောင့်ပြန်လဲပြီးတော့အသက်ဝင်လာတယ်ယုံကြည်မှုပိုရှိလာတယ်မန်စီးတီးတိုက်စစ်မှုခုမြင်းအစုံနဲ့ဟာလန်ကိုထိမ့်ဖို့လုံလောက်တဲ့အနေအထားရှိသွားပြီလို့ကျွန်တော်ကတော့အဲ့လိုပဲသုံးသပ်တယ်မန်စီးတီးကနောက်တစ်ချက်ခင်ဗျားတို့မေးကောင်းမေးမယ်ဒါကျွန်တော်လည်းကြားဘူးနားဝလည်းရှိတယ်မန်စီးတီးကဖလားဝယ်နိုင်လားဆိုရင်တော့ဟုတ်တယ်ဝယ်နိုင်ပါတယ်ဒီ EFL ကတ်ကိုဝယ်နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ तू အရှိမ FA ကတ်မှာ तू ပုံမှန်လေး तू run နိုင်နေမှာ Champion League ဆိုတဲ့ကတ်ကြီးကို तू ဒီဖလားကို तू လက်လွတ်ခဲ့ရတယ်နောက်ကျတော့သူ့အနေနဲ့ဒီဖလားကိုဝယ်နိုင်လားဆိုရင်တော့ဝယ်နိုင်ပါတယ်အာဆင်နယ်အနေနဲ့ခွင့်ပြုနိုင်လားဆိုလဲခွင့်ပြုနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မန်စီးတီးတတိယအရန်နောက်ခံ background လဲတောင်းတယ်လက်တံလဲခြေတံလဲရှိတယ်နောက်တစ်ခုကသူတို့အသင်းရဲ့ဂုံတိတ်ခါကိုဒီငွေကြီးနဲ့သူတို့ပြန်ဝယ်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်အာဆင်နယ်ဒီဖလားကိုလက်လွတ်ရဖို့လဲရှိရလို့ကျွန်တော်စိတ်မကောင်းစွာနေပဲကျွန်တော်ပြောချင်တယ်အဲ့ဒါဘာလဲဆိုတော့ဟာမင်းကဘာလို့အဲ့လိုအတိအကျကြီးပြောရလဲဆိုရင်တော့ကျွန်တော်ပြောပြမယ်နော်အဲ့တစ်ချက်နားထောင်ကြည့်အဖက်ဖက်ကအခုချိန်မှာအာဆင်နယ်ပြည့်စုံနေတယ်နော်နောက်ကျတော့မန်စီးတီးရဲ့အဝေးကွင်းအဲ့ချိန်မှာမန်စီးတီးကဖလားရသွားပြီးတော့ပြန်သွားမယ်ဆိုရင်ဖြစ်နိုင်တယ်လို့ခင်ဗျားထင်လားမိတ်ဆွေတွေထင်လားပရိသတ်တွေထင်လားကျွန်တော်ကလုံးဝမထင်ဒါမင်းကဟိုအာကြီးပရိသတ်မလို့အဲ့လိုကြီးမင်းပြောတာဆိုရင်တော့ဒါတော့ဟိုမိတ်ဆွေတို့ရဲ့အပိုင်းပဲကျွန်တော်အပိုင်းမဟုတ်ဘူးဒါပေမဲ့အခုချိန်မှာကတော့မန်စီအာကြီးအိမ်ကွင်းမှာမန်စီးတီးသွားရှင်ရမယ်အနေအထားဖြစ်နေတာကျွန်တော်ပြောတာနားလည်မယ်လို့ထင်ပါတယ်เนาะဘလို့မှမန်စီးတီးအာကြီးကိုမရှင်နိုင်ပါဘူးအဖက်ဖက်ကကစားသမားကြီးရပဲကြည်ကြည်ဟိုပဲကြည်ဒီမန်တယ်လီပိုင်းအကုန်ဖက်ဖက်ကကြည်ကြည်ဘာမှမရှင်နိုင်ပါဘူးရှင်နိုင်တာတခုကဟိုးရှိမှကျွန်တော်ပြောခဲ့ဒီဥစ္စာရှိမှပြောခဲ့တယ်လို့မျိုးနစ်စနစ်ပိုင်းလေးရတော့ရှင်ကောင်းနည်းနည်းလေးမဆိုးတလောက်လေးရှင်ကောင်းရှင်နိုင်လိမ့်မယ်ဒါပေမဲ့ခုချိန်မှာအာကြီးကိုအဆုံးသတ်ဖို့ဆိုတာတကယ်မလွယ်တဲ့ကိစ္စရတစ်ခုပါကဲမန်စီးတီးဖလားရသွားပြီဆိုရင်မင်းကအဲ့ဆိုဖလားဝယ်ရလားဆိုတော့ကျွန်တော်အဲ့ဒါပွဲပြီးသွားမှာပဲကျွန်တော်သုံးသက်ကြည့်ပြီးသွားမှာပဲကျွန်တော်ပြောလို့ရမယ်ဒါပေမဲ့ဖလားဝယ်နိုင်လားဆိုတဲ့မေးခွန်းမေးလိုက်တော့မန်စီးတီးဖလားဝယ်နိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်ကတင်ပြရခြင်းဖြစ်ပါတယ်ကျွန်တော်ကိုလည်းဟိုစိတ်မဆိုးကြပါနဲ့ဒါကျွန်တော်မြင်တလောက်သိတလောက်လေးကိုကျွန်တော်ပြန်ပြီးတော့ sharing caring လေးလုပ်ပေးတာပါအာကြီးပရိသတ်တွေလည်းအများကြီးမထိသွားအောင်နောက်ကြရင်မန်စီးတီးပရိသတ်တွေလည်းအများကြီးမထိသွားအောင်ကျွန်တော်ဂျားတွေကနေပြီးတော့ကျွန်တော်ပြောရခြင်းဖြစ်တယ်ခုချိန်မှာကျွန်တော်ကတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်စဉ်းစားရတော့နိုင်တော့အာဆင်နယ်ပဲနိုင်မယ်
ကျွန်တော်ကတော့ဒီပွဲကိုဂိုးများမယ်လို့မထင်ဘူး။နောက်ကျဒုတိယပိုင်းကျမှဂိုးကအနိုင်ရှုံးပေါ်လိမ့်မယ်။ပထမပိုင်းမှာတယောက်နဲ့ပညာတူတိုင်းကားတွေကလိုပဲပညာတယောက်နဲ့ဆိုင်းနေပဲပထမပိုင်းကပြီးသွားမယ်။ဒုတိယပိုင်းကျမှပဲဂိုးရလိမ့်မယ်။ဘယ်တင်းရမလဲဆိုတော့ကျွန်တော်မသိဘူး။ဂိုးရလိမ့်မယ်။နောက်ကျဒီပွဲကိုဂိုးအများမယ်လို့အဖက်ကသုံးသပ်နေကြတယ်။ဒါပေမဲ့ကျွန်တော်ကတော့မတူဘူးဗျ။ကျွန်တော်ကတော့ဒီပွဲကိုဂိုးအောက်လေးနဲ့ပဲပြီးသွားမယ်တင်တယ်၄လုံးအောက်ပေါ့နော်၄လုံးဆိုတေးလောက်ကြမယ်တင်တယ်၄လုံးအောက်လေးပဲသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ခုချိန်ကတော့လောလောဆယ်ကြီးမပေါက်သေးရတော့ကျွန်တော်လည်းပြောလို့မရဘူးဒါပေမဲ့သုံးသက်လေးလာသူတွေပြောတော့ဒီပွဲကဂိုးအများသွားမယ်လို့ပြောနေကြတယ်ကျွန်တော်တော့ဂိုးအောက်လို့ပဲထင်တယ်နိုင်တော့အာဆင်နယ်ပဲနိုင်မယ်ခုနကျွန်တော်ပြောသလိုမန်စီးတီးဖလားဝယ်ဝိုင်းရင်တော့အာဆင်နယ်မပါဘူးပေါ့ဗျာကျွန်တော်ကတော့အာဆင်နယ်ဂိုးအောက်နဲ့ဒီပွဲကအာဆင်နယ်ဖလားလို့ပဲကျွန်တော်ထင်ပါတယ်မန်စီးတီးဖလားဝယ်ဝိုင်းတော့မသိဘူးလို့တော့ကျွန်တော်ပြောထားရတော့အဲ့တော့ကြောင့်ကျွန်တော်ကတော့အဲ့လိုမျိုးလေးထပ်မံသုံးသပ်ပြီးတော့ preview လေးမိသားစုတွေကိုတင်ဆက်ပေးပါတယ် fan တွေလည်းတင်ဆက်ပေးပါကျွန်တော်အစီအစဉ်လေးကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါကျွန်တော်ကျမကြီးကြောင့်ခဏနားွားတဲ့အတွက်လည်းဒီနေ့နေပြီးတော့တောင်းပန်ပါတယ်အဲ့တော့ကြောင့်ကျွန်တော်အစီအစဉ်လေးပြန်လာပါပြီဆိုတာကိုလည်းဒီနေ့နေပြီးတော့မိတ်ဆွေတွေမိသားစုတွေကိုပြောပြရင်းနဲ့ကျွန်တော်အစီအစဉ်လေးကိုတုံးဆက်ခွင့်ပြုပါကျွန်တော်မနေ့ပြန်ခုချိန်မှာတော့မှလက်ရနေပါပြီကျွန်တော်လက်တွေဖလားကင်နေပါပြီကျွန်တော်တို့ကတော့အပြင်မှာတော့မကန်ရဘူးပေါ့ဗျာကန်စရာဆိုတော့တစ်ခုပဲရှိတယ်ကဲထားလိုက်ပါတော့အဲ့လိုကြောင့်ကျွန်တော်အစီအစဉ်လေးကိုဒီနားမှာပဲရနာခွင့်ပြုပါမနက်ဖြန်ကျွန်တော်တို့ preview နဲ့အတူကျွန်တော်ပြန်လာမယ်ဒါကြတော့ဒီထက်ကောင်းတဲ့အစီအစဉ်တွေနဲ့လည်းကျွန်တော်တင်ဆက်နိုင်အောင်ကြိုးစားပါမယ်လို့ဒီနားနေပြီးတော့ဂရီပေးနေကျွန်တော်အစီအစဉ်ကိုနှုတ်ဆက်ခွင့်ပြုပါကျွန်တော်အစီအစဉ်လေးကြီးစုပေးတဲ့တူတယောက်ချင်းစီတိုင်းကိုစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလက်လာပါတွေလည်းရှင်လန်းကြပါစေငွေတွေလည်းအိတ်တုံဖာမောက်ဝင်ပါစေလို့ကျွန်တော်ဆူတောင်းပေးနေကျွန်တော်စီစဉ်လေးကိုဒီနားမှာတင်မယ်ရနာခွင့်ပြုပါအားလုံးချစ်ပါတယ်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါတယ် peace ပါခင်ဗျာ